လူတွေကကောင်းကောင်းအာယုန်တွေကိုရွေးချယ်ခံစားလို့အားမရခင်ပဲသွားကြပြန်ပြီဒီလိုဆိုလို့ရပေါ့နော်သွားကြတယ်ဘာနဲ့သွားတာလဲအစီရင်နဲ့လည်းသွားတယ်ယောဂနဲ့လည်းသွားတယ်လောကမှာတေးစရာအကြောင်းအရာတွေကအလုံးကိုပေါ်တာတစ်ခုပေါ်လာလိုက်ရင်တစ်ခုပေါ်တယ်ကားမရှိခင်ကကားတိုက်လို့တည်တယ်ဆိုတာမရှိဘူးခုကားပေါ်လာတော့ကားတိုက်လို့လိမ်မြန်မရှိခင်ကလိမ်မြန်ပြက်ကြလို့တည်တယ်ဆိုတာမရှိဘူးခုလိမ်မြန်ရှိတာတော့လိမ်မြန်ပြက်ကြလို့တည်ပေါ်လာတာတွေအလုံးဟာတည်စရာတွေကြီးပဲအကုန်လုံးဖြစ်လာတယ်လူတွေအတွက်အသက်ဆုံးရှုံးမှုရာတွေဖြစ်လာတယ်ပေါ့နော်အေးတိုင်းပြည်ကြီးတွေမရှိခင်တော့ကမိလောင်လို့တရားတယ်ဆိုတာလွန်ရှားလိုက်မယ်မြေကြီးပေါ်ကတ်နေတာပြေးဖို့လွှားဖို့လွယ်တယ်တိုင်းပြည်ကြီးတွေကျတော့ဆင်းပြေလို့မရဘူးသိစရာများတယ်သိကျင်တဲ့ပုဂ္ဂိုလ်ထက်ကလည်းပဲအမြင့်ကနေခုံချလို့လွယ်လာပြီတရားတွေမရှိခင်တရားပေါ်ခုံချတာတော့မရှိဘူးရေကဘာကခုံချင်းခုံမဲ့သူတရားတွေရှိလာတော့တရားပေါ်ခုံချတယ်ဆိုတော့သိစရာတွေကကြမ်းဖန်ပြီးတော့လောကမှာပေါ်လာဘဝတစ်ခုကိုဆုံးသက်တတ်တဲ့သိခြင်းတရားကိုအန္တကောလို့ခေါ်တယ်။အန္တံကရောတိတိအန္တကောဘဝတစ်ခုကိုဆုံးသက်တာအဲ့ဒီဆုံးသက်တဲ့သိမင်းကလူတွေကိုခေါ်ယူသွားလိုက်တယ်လို့သူတို့ဆိုတော့ပေါ့နော်။အဲ့တော့မြတ်စွာဘုရားဟောကြားလို့ရင်အဆုံးမစကားလေးကဘာတော့ကာမဂုဏ်အာယုန်တွေပန်းဥယျာဉ်နဲ့သွားပြီးပန်းမွင့်လေးတွေရွေးချယ်နေတုံးပဲကာမဂုဏ်ရွေးချယ်နေသလိုကာမဂုဏ်အာယုန်တွေကိုရွေးချယ်ပြီးတော့ခံစားလို့မဝတဲ့အချိန်လေးမှာဟောအားရတယ်လို့မရှိဘူးအားမရခင်လေးမှာသိမင်းကကိုခေါ်သွားတယ်တရားတွေကိုခေါ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရသော်ဗျာဟောအဲ့တော့ဘဝကြီးဟာဒီတိုင်းပဲကိုယ့်ကိုစဉ်းကျင်သုံးသပ်ရမယ်လို့ဆိုလိုတယ်ဘယ်နည်းသိမယ်မသိဘူးဆိုတာဘယ်သူမှသိလို့မရဘူးသိခြင်းနဲ့ချက်ချင်းနော်သိခြင်းနဲ့ချက်ချင်းဒီရန်ကုန်မှာထမရဲ့ယနေ့ခါတော့ကဖြစ်သွားတယ်တာမိ2ယောက်နော်သမီးလေးကအောက်ဆင်းပြီးရှေ့ကစီးရကနေနောက်အမေဘက်ကိုသွားမလို့ကားပေါ်ကနေဆင်းလိုက်နောက်ကားတစ်စီးကမောင်းပြီးတော့ပါသွားလေကပ်ပြီးတော့ကားပေါ်ကဆင်းငါရှိသေးတယ်အဲ့ဒါကားတိုက်ပြီးတည်သွားတယ်ပြောလို့ဘယ်ဟာမှမရနိုင်ဘူးပေါ့ချက်ချင်းဘဝအဆုံးသတ်သွားကြတယ်အဲ့ဒီလိုပဲကိုမျောလင့်တာမဟုတ်ဘဲနဲ့လည်းပဲဆုံးသတ်သွားတယ်မျောလင့်ထားတဲ့ဝေဒနာနဲ့လည်းသိချင်မှသိတယ်လောကမှာဘယ်လိုသိမယ်ဆိုတာဘယ်သူမှသတ်မှတ်ထားလို့မရဘူးသတ်မှတ်လို့မရတဲ့အရာ5မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်စီဝိတမင်းအသက်ဘယ်လောက်ရှင်မယ်ဘယ်လောက်နေရမယ်ဆိုတာသတ်မှတ်ချက်မရှိဘူးဖြာတိဘာယောကနဲ့သိမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးကာလဘယ်ချိန်သိမယ်ဘယ်ခုနှစ်ဘယ်နှစ်ဘယ်လမှသိမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးသိသွားပြန်တော့ရောကိုယ့်ရဲ့အလောင်းကိုဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလည်းသတ်မှတ်ချက်မရှိဘူးဟောလိမ်မြန်ပြက်ကြလို့သိသွားတဲ့လူတွေဟာလွမ်းသူပန်းခွေချတာတော့ပင်လယ်ထဲမှာပန်းကျဲရတဲ့အစင်မျိုးတွေလည်းရောက်တာလေဘယ်ရောက်လို့ရောက်တော့မှမသိတာလေရှိတယ်အဲ့တော့ကိုယ်အလောင်းဘယ်မှာချမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးနောက်ဆုံးမှသိပြီးတော့နောက်ဘဝဘယ်ဘဝရောက်မယ်ဆိုတာလည်းသတ်မှတ်ချက်မရှိဘူးအဲ့ဟာသတ်မှတ်ချက်မရှိမသိနိုင်တဲ့အရာ5မျိုးလို့ဆိုလို့ရပေါ့ဒါကြောင့်မို့မသိနိုင်တဲ့အတွက်ကြောင့်မသိနိုင်ဘူးဆိုတာကြွတင်သတ်မှတ်ပြီးတော့ထိပ်ပေးထားလို့မရတဲ့အရာတွေလို့ဆိုလို့ရအဲ့တော့မိမိတို့ကိုယ်တိုင်ဟာ ever ready အစဉ်ထာဝရရှိနေရမယ်ကောင်းတဲ့ဘက်ကနေပြီးတော့ထာဝရ ready ဖြစ်နေရကိုယ့်ရဲ့အတွေးတွေမှန်ကန်တဲ့အတွေးနဲ့အချိန်မီကိုဟာအစဉ်သင်ဖြစ်နေတဲ့ပုံစံမျိုးစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်အောင်မယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ဒီဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားဟောလိုက်တာအေးပန်းအလှတွေကိုရွေးချယ်နေတဲ့
တမက်တမောကြီးပန်းလှတွေကိုရွေးချယ်နေတဲ့ပုဂ္ဂိုလ်လိုပဲကာမဂုဏ်အာယုန်တွေကိုကိုယ်စိတ်တိုင်းကြရွေးချယ်ခံစားနေလို့အာမရခင်မှာပဲသေမင်းကခေါ်သွားတယ်ဆိုတဲ့ဒီစဉ်းစားရမယ်အချက်ကလေးတစ်ခုမြတ်စွာဘုရားသင်္ကန်းစာပေးပြီးတော့ဟောတာ